အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်တို့လုံးချင်းဆောင်မဲ့ကျွန်တော်တို့မိတ်ဆွေတွေအတွက်ဒီဘယ်လိုမျိုး style လေးတွေကပို့ပြီးတော့ဒီကိုယ့်ရဲ့အကြိုက်နဲ့လိုက်ဖက်မှုရှိမယ်ဆိုတော့ကျွန်တော်ပြောပြမှာဖြစ်တယ်ပြီးတော့ဘယ်လုံးချင်း design ကိုစောင့်ရင်ဘယ်လို concept မျိုးပေါ့နော်ဘယ်လို idea မျိုးရှိတယ်ဆိုတော့ဘယ်လိုအနှစ်သာမျိုးလိုချင်ဘယ်လို design မျိုးကိုရွေးချယ်သင့်တယ်ဆိုတော့ကျွန်တော်ပြောပြမှာဖြစ်ပါတယ်နော်ကျွန်တော်ဒီမှာပေါ့နော်ဆိုရင်ကျွန်တော်ဒါ LMG နဲ့ကျွန်တော်တို့ပြုစုပေးထားတဲ့ဒီလုံးချင်းဒီအမျိုးအစားလေးတွေပေါ့နော်ကျွန်တော်တို့ classic ရှိပါမယ်ဒါကျွန်တော်တို့အိမ်တစ်လုံးစောင့်မယ်ဆိုရင်ကျွန်တော်တို့ design ဘက်ကိုကျွန်တော်ရွေးချယ်မှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒါ classic design ပေါ့နော် classic design လို့ကျွန်တော်တို့ခေါ်တယ်ဒါဒီ classic ဟိုမှာကျွန်တော်တို့ကဒီ design ဆိုကျွန်တော်တို့အရင် classic ကဘက်ကိုမသွားဘူးပေါ့နော်ကျွန်တော် modern classic ဖြစ်ပါတယ်သူကကျိုးလိုင်းနေကျွန်တော်တို့ပါတယ်သူပေမဲ့သူကအရန်ကြီးကျိုးလိုင်းနေအရန်အများကြီးပြီးတော့ကျွန်တော်တို့သွားတာမဟုတ်ဘူးသူက modern classes ပုံစံမျိုးကျွန်တော်သွားထားတာဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့ကျွန်တော်တို့က villa ပုံစံပါခင်ဗျဆိုတော့ villa ဆိုတဲ့အမျိုးအစားကတော့ကျွန်တော်တို့အဓိကကတော့ဒီလိုပုံစံပေါ့နော်ဆိုတော့သူကအနားယူတဲ့အိမ်ပုံစံမျိုးပေါ့နော်ကျွန်တော် vacation house ပုံစံမျိုးကျွန်တော်တို့ပို့ပြီးတော့သွားတာဖြစ်ပါတယ်နော်သူကတော့အဓိကတော့ဒီ recreation area ပေါ့နော်ဒါတွေခေါ်တယ်ကျွန်တော် recreation area ဆိုတာဒီပန်းပြေမဲ့နေရာပေါ့နော်ဆိုတော့ဒီလိုမျိုးရေကူးကန်ဆိုတဲ့ရေကူးကန်ဘေးမှာကျွန်တော်မြခင်းဆိုတဲ့မြခင်းချစ်ချင်းနေပေါ့နော်ဒီလိုမှန်များများသုံးပါတယ်ခင်ဗျမှန်များများသုံးတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ villa style လို့ခေါ်တယ်နော်ဆိုတော့ဒါကတော့ villa ပုံစံဖြစ်ပါတယ်ဆိုတော့အဓိကတော့ဒီ villa ပုံစံကိုပြီးရင်ကျွန်တော်ပြန်ပြောပြပါမယ်ကျွန်တော်ဘယ်လိုလူတွေကဒါဒီပုံစံစောက်တင်လဲဆိုတော့လေနော်ဒါကျွန်တော် villa style ရှိပါတယ်ပြီးတော့ကျွန်တော် modern design ပေါ့နော် modern design တော့ကျွန်တော်တို့ဒါအခုခေတ်မှာအဆောက်အများဆုံးပေါ့နော်သူကတော့ရိုးရိုးရှင်းရှင်းပေါ့လေ modern ဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အဓိကတော့သူ့ရဲ့အားသာချက်က maintenance ဆိုကောင်းစေတာပေါ့နော် maintenance ဆိုကောင်းစေတယ်ဆိုတော့ကျွန်တော်တို့ဆေးပြန်သုံးမယ်ဆိုရင်လည်းဒါဆေးသုံးရတာလွယ်တယ်ပေါ့နော်ဆိုတော့အထုအတက်တွေကျွန်တော်အများကြီးမရှိဘူးเนาะသူက plain ပြင်ဖြစ်တဲ့အတွက်ကြည့်ရတာလည်းရိုးရိုးရှင်းရှင်းနဲ့ပို့ပြီးတော့ဟိုဖြစ်တဲ့ look ကိုပေးတာပေါ့เนาะဒီ show ရှင်းတဲ့ look ကိုပေးတာပေါ့ဆိုတော့ဒါကတော့ကျွန်တော် modern design ဒါအခုခေတ်မှာကျွန်တော်စောက်များအများဆုံးပေါ့เนาะနောက်တစ်ခုကကျတော့ကျွန်တော် minimalist ပေါ့เนาะ minimalist ဆိုတာကတော့သူက modern minimalist လို့လည်းကျွန်တော်ခေါ်လို့ရတယ်ဒါပေမဲ့ minimalist ဆိုတာကတော့ကျွန်တော်တို့ရိုးရိုးရှင်းရှင်းနဲ့လုံးဝဒီမှာသူ့ရဲ့လိုအပ်ချက်တလောက်ပဲလိုအပ်တလောက်ပဲသူတို့ထည့်ထားတာပေါ့နော်ဒီ design တွေမှာဆိုရင်ကျွန်တော်တို့ကလိုအပ်တလောက်ပဲကျွန်တော်တို့ထည့်တယ်ဗရင်ပေါက်ရဲ့နံရယ်ဒါပေမဲ့သူ့ရဲ့ form ကလှတယ်เนาะဒီတစ်ခုလုံးရဲ့ form ကကျွန်တော်လှတယ် modern လိုမျိုးအရင်ဒူးနဲ့တဲနေတယ်အရင်ကျွန်တော်တို့ဟိုဖြစ်အောင်ပေါ့နော်အရင်ခန့်ညအောင်လှပအောင်လဲသူကသွားထားတာပေါ့သူကရိုးရိုးရှင်းရှင်းပဲသူ့ look ကဒါပေမဲ့သူကအနည်းဆုံးဖြစ်အောင်ကျွန်တော် minimalist ပုံစံမျိုးလေးသွားတယ်เนาะအဲဆိုတော့ကျွန်တော်တို့ဒီလူချင်းမင်းနေနဲ့အိမ်စောက်တော့မယ်ဆိုရင်ကျွန်တော်ဒီ design တွေလည်းကျွန်တော်ရွေးချယ်ဖို့လိုမယ် minimalist ကျွန်တော်တို့ modern design ပြီးရင်ကျွန်တော် villa design ပေါ့နော်ဆိုတော့ကျွန်တော် classic design ပေါ့နော်classic house ပေါ့ဆိုတော့ဟိုဒီတစ်ခုချင်းရဲ့ကျွန်တော်တို့အားနေချက်အားသာချက်ကျွန်တော်ရှင်းပြအောင်ပြောเนาะဒါဆိုတော့ဒါကျွန်တော်အခုလက်ရှိ classic house မှာဆိုရင်เนาะဂန္ဓဝင်ဆန်ဆန်နေထိုင်သူများအတွက်เนาะကျွန်တော်ဖန်တီးရေးဆွဲထားတဲ့เนาะလက်ရတည်တတ်မှုကိုဖော်ပြဆိုတော့ဂန္ဓဝင်ဆန်ဆန်တချို့ရတော့ကျွန်တော်တို့ customer တွေကဂန္ဓဝင်ဆန်တော့ကြိုက်တယ်เนาะreality ကြိုက်တယ်เนาะပို့ပြီးတော့လှပတင့်တယ်ခန့်ညားတဲ့အပိုင်းတွေကြိုက်တယ်အဲဒီလိုမျိုးဆိုရင်တော့ဒီလို classic design မျိုးကျွန်တော်ရွေးချယ်တယ်ဒါပေမဲ့သူ့ရဲ့အားသာချက်ကသူကလှတယ်เนาะသူကခန့်ညားတယ်လှပတယ်နန်းဆန်တဲ့တော်ဝင်ဖြစ်တယ်ဗောလေเนาะဒီလိုမျိုးကျွန်တော်တို့ကြိုးလိုက်နေဒါပေမဲ့ဟိုအားနည်းချက်တစ်ခုကပြောမယ်ဆိုဒီကြိုးလိုက်နေကျွန်တော်များသောအားဖြင့်မိုးရင်းပေါ့နော်ကျွန်တော်တို့မိုးရင်းဆိုရင်ကျွန်တော်တို့ဒါမိုးရီတွေကတဘိုးနှစ်ဘိုးလောက်ဆိုကျွန်တော်တို့ဒီမှာရေညှိတွေပါဒါတတ်နိုင်တာပေါ့ဒါပေမဲ့အိမ်တုတ်တဲ့ဆေးပေါ်လည်းမဟုတ်သေးတုတ်တဲ့ဆေးကကျွန်တော်ရေညှိဒီခက်ဆေးပါညာဒါတုတ်ထားတဲ့ဆိုရင်တော့တိတ်တော့ကြောက်စရာမလိုပေါ့နော်နောက်တစ်ခုကလက်ရသူ့ရဲ့လက်ရတဲ့ကျွန်တော်တို့တခြားထိုးမှလှမယ်သူကဟိုပို့နေပြောရင်ဒီလိုဒီဇိုင်းမျိုးကြတော့သူကလက်ရလက်သားညံ့တာနဲ့သူကတန်းကနေပေါ်တဲ့ဒီဇိုင်းမျိုးဖြစ်တယ်ပေါ့နော်ဒါကြောင့်လက်ရကောင်းတဲ့construction မျိုးအပ်မှာပဲဒီဒီဇိုင်းမျိုးကကျွန်တော်တို့အသင့်တော်တယ်เนาะဒါကတော့ classic design ဖြစ်ပါတယ် classic နောက်တစ်ခုကဒါကတော့ကျွန်တော် villa ပေါ့နော် villa တော့သူကတော့ခုနကျွန်တော်ပြောသလိုပဲအဓိကတော့ villa ရဲ့အိမ်ရဲ့ house ရဲ့သူ့ရဲ့သူ concept ကတော့အဓိကတော့သူကဒီမှာပါမြို့ပြရဲ့မွန်းချက်မှုတွေကိုเนาะခဏတာ
နော်ရှောင်ရှားနိုင်မဲ့နော် relax လုပ်နိုင်မဲ့နော်ရည်ရွယ်ပြီးတော့ဖန်တီးထားတယ်ဆိုတော့အဓိကတော့ကျွန်တော်တို့များသောအားဖြင့်ဒါကတော့ကျွန်တော်တို့ဒီ boss တွေနေတာပေါ့လေများသောအားဖြင့်နော်သူတို့မှအိမ်တလုံးရှိတယ်ဒါပေမဲ့သူတို့က vacation house ပုံစံမျိုးသူတို့လိုချင်တဲ့ဥမာငွေဆောင်လိုမျိုးနေရာတွေမှာကျွန်တော်တောင်ကြီးလိုနေရာမှာကလုံးမျိုးနေရာတွေမှာပြုံးလို့နေနေဒီလိုမျိုးကိုကျွန်တော်တို့ကတက်ပြီးတော့စောက်ပြီးတော့နေတာပေါ့နော်အဓိကတော့သူတို့ကဒီမွန်းကျက်တဲ့မြို့ပြရဲ့နော်ဒီဟာနဲ့ခွဲထွက်ပြီးတော့ဒီလို house တွေကြတော့များသောအားဖြင့်သူက location ပေါ်နေမှုတည်တယ်ဒီရဲ့ location တွေကကျွန်တော်တို့ကမှန်နေတယ်လို့ဆိုအလကားလောက်တာမဟုတ်ဘူးသူကဒီမှန်နေကနေမှအထက်ကနေမှအပြင်ကိုကြည့်ပြီးအပြင်မှာကျွန်တော်ပြင်ဦးလို့ဆိုတောင်တန်းတွေရှိတယ်ကလောဆိုတောင်တန်းရှိတယ်ငွေဆောင်ဆိုလည်းပြင်လည်းပြင်ရှိတယ်အစီဗျူးတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ကြည့်ပြီးတော့မှခံစားမှုရရှိနိုင်အောင်ကျွန်တော်တို့ကဒီလိုမျိုးဖန်တီးထားပေါ့ဒါကြောင့်ဒီအိမ်မျိုးစားကိုဆောက်ချင်တဲ့သူကတော့ဒါကိုယ်တိုင်ပတ်စံရှိတဲ့သူမျိုးနောက်တစ်ခုငွေကြေးတက်နိုင်တဲ့သူမျိုးပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ကဒီပတ်ဝန်းကျင်မှာလည်းနော်လှပတဲ့ရှုခင်းတွေကိုနော်ကြည့်လို့ရတဲ့ရှုခင်းမျိုးရှိတဲ့အနေအထားမျိုးဆိုရင်နော်မြေကွယ်မျိုးဆိုတော့ဒီလိုအိမ်မျိုးစောက်တင်တယ်လို့ကျွန်တော်အကြံပြုပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော် modern ပေါ့နော် modern တော့ကျွန်တော်ဒါမျိုးပြတွေထဲမှာလည်းစောက်နေကြတယ် modern ပေါ့နော် modern တော့သူ့ရဲ့အားသာချက်ကတော့သူကတော့ခန့်ညားမယ်လှပမယ်ပေါ့နော်ပြီးတော့မှနောက်ထပ်10နှစ်ကျွန်တော်15နှစ်တိုင်အောင်ဒါသူကတော့ဆက်ပြီးတော့သူကရက်တည်နေအောင်ပါနော်ဒါကတော့ခေတ်မီတဲ့ design တွေမျိုးဖြစ်ပါတယ်သူ့ရဲ့ရွေးချက်ကတော့သူ့ရဲ့ concept ကတော့နော်ခေတ်မီ design ဒီတဲ့လူနေမှုနော်ခေတ်ရည်စီချောင်းအတိုင်းဖန်တီးသည်နော်ခေတ်ရည်စီချောင်းကိုဒါဖော်ပြနေတာပေါ့နော်ခမ်းမဲ့ပုံစံအခြေခံနော်အဲဆိုတချို့ကြတော့လေ modern ဖြစ်တဲ့ဆိုမှတော့များသောအားဖြင့်ကတော့ကျွန်တော်တို့ရိုးရှင်းတာထက်နည်းနည်းလေးပို့ပြီးတော့ကြောဟွာနဲ့နော်ဖြစ်နေတဲ့ပုံစံမျိုးကိုကျွန်တော်ပြကြဖြစ်တယ်ဒါကြောင့်ကျွန်တော် ancient လေးရွေးချယ်လို့ရတဲ့ design တွေမှာလေးဒီ modern design ပါတယ်နောက်ဆုံးတစ်ခုကကျွန်တော် minimalist ပေါ့နော်သူ့ရဲ့ idea ကကြတော့ကျွန်တော်ရိုးရှင်းသော design ဒီရိုးရှင်းမှုနော်လုံးဆောင်နိုင်စွမ်းနဲ့နော်မလိုအပ်သောဖန်တီးမှုဆိုတော့ခုနကကျွန်တော်ပြောသလိုနော် classical လို့ modern design လို့မလိုဘဲနဲ့ကျွန်တော်တို့အတွန့်နေအတက်တွေကျွန်တော်မထည့်တော့ဘူးเนาะဒါသူရိုးရိုးရှင်းရှင်းပဲဒါကကြတော့ကျွန်တော်လူကြီးတွေကြိုက်တဲ့ပုံစံပေါ့เนาะတချို့ကျွန်တော် customer နဲ့ကျွန်တော်ဒါကိုကြိုက်တယ်နော်လိုအပ်သောဖန်တီးမှုပြင်ဆင်မှုရှော့ချခြင်းဖြစ်တယ်เนาะမလိုရင်သူကမထည့်ဘူးပေါ့เนาะတက်ရက်လှပသောเนาะဖန်တီးမှုအပြင်sorry ရုပ်ထက်မှုဖန်တီးမှုလှပစေတယ်ပေါ့ဆိုတော့ သူရဲ့လှပမှုကြတစ်မျိုးဗျခုနလိုမျိုး artificial လူတွေကလှုပ်ပြီးတော့မှကျွန်တော်လှပတာမဟုတ်ဘဲနဲ့သူ့ရဲ့ form ကသူ့ရဲ့ဒီ layout ကသူအတွန့်လေးတက်လေးနဲ့လှပပနဲ့လှုပ်လိုအပ်တဲ့အပိုင်းတွေပဲဆိုတော့ဒီပုံမှာဆိုကျွန်တော်တို့ဒါဒီပရင်ပေါင်းနဲ့ရမ်းမထည့်ဒါပေမဲ့သူ့ form လေးကသူ့ရိုးရိုးရှင်းရှင်းဖြစ်တဲ့အတွက်သူ့တော့လှပပတော့ဖြစ်တာပေါ့နော်အဲ့လိုမျိုးလေးရှိတယ်ဒါ minimalist ပါဒါကြောင့်ကျွန်တော်တို့ customer တွေဒါကြောင့်ကျွန်တော်တို့ customer တွေเนาะအိမ်တလုံးစောက်တော့မယ်ဆိုရင်เนาะဒီကိုယ်တိုင်ရွေးချယ်ပြီးတော့စောက်လို့ရအောင်ကျွန်တော်တို့ဒါစေနာနဲ့ဒါပြောပြခြင်းဖြစ်တယ်ပေါ့နော်ကျွန်တော်လည်းလာပြီးတော့ဆွေးနွေးတိုင်ပင်လို့ရတယ်เนาะဘယ်အိမ်လို့ဘယ်လိုပုံစံမျိုးစောက်တဲ့လဲကိုယ့်ရဲ့မိသားစုလိုချက်ကဘာလဲပေါ့နော်တကယ်ကတော့ကိုယ့်မိသားစုလိုချက်ကတော့နံပါတ်1ပါပဲเนาะတခြားသူကဟာဒီလိုပုံစံကြိုက်လို့ဒီလိုပုံစံစောက်လိုက်တာလို့ဟိုလိုပုံစံစောက်ခိုင်းလို့စောက်လိုက်တာဆိုတာထက်เนาะကိုယ့်ရဲ့အကြိုက်နဲ့လည်းကိုက်ရမယ်ဒီဇိုင်းတစ်ခုကလှပနေလို့လည်းမပြီးဘူးတကယ်လည်းအသုံးဝင်မှုရှိရမယ်ဒါကြောင့်ကျွန်တော်ခုပြောပြတဲ့ဒီအိမ်ဒီဇိုင်းလေးတွေကိုကျွန်တော်ရွေးချယ်ပြီးတော့မှเนาะဒီဆောက်ခြင်းဖြစ်เนาะလူချင်းမင်းတို့ရဲ့စိတ်ဆန္ဒငွေကုန်ကြေးကြရတယ်ငွေကုန်ကြေးကြဖြစ်တဲ့ဟိုပါပေါ့เนาะဖြစ်ရကျိုးနှက်မယ်ပေါ့เนาะပြီးတော့မှလက်ရကောင်းကောင်းနဲ့နောက်တခြားတိစောက်နိုင်တဲ့ကုမ္ပဏီမျိုးရွေးချယ်ဖို့လည်းအမှန်တကယ်လိုအပ်တယ်ဒါဆိုရင်တော့လူချင်းမင်းတို့ရဲ့ဘောမှာเนาะအိမ်ကောင်းကောင်းနဲ့နေနိုင်တဲ့เนาะ lifestyle တစ်ခုကိုဖန်တီးနိုင်မယ့်အဆင့်တစ်မျိုးရရှိသွားစီမှာဖြစ်ပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုတင်လင်းဦးပါ LMG founder ပါကျွန်တော်တို့ LMG နေနဲ့ကတော့စာအုပ်ဒီဇိုင်းတွေကိုကျွန်တော်တို့ရေးဆွဲနေတာလည်းရှိတယ် design service ဝန်ဆောင်မှုကျွန်တော် construction service decoration service နဲ့တော့ fully furnished ပေါ့เนาะ furniture ပါထည့်သွင်းပြီးတော့တိစောက်တဲ့အဆင့်မျိုးကျွန်တော်အပြီးစီးလုပ်ဆောင်ပေးနေတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်